ဟယ်လိုဒီနေ့တော့ဆိုင်နေမှာဈေးကြီးပေးပြီးဝယ်စားရတဲ့ဝက်သုံးသက်သားကြော်လေးကြော်စားပစ်ပါတယ်။အရသာရှိပြီးတော့လောက်ရတာလဲလွယ်ကူတာမဟုတ်လို့ချက်နီးလေးကိုမျှဝေပေးလိုက်ပါတယ်။ပထမဆုံးဝက်သားတွေကိုရှက်လကရည်နဲ့ဆေးပေးရပါမယ်။အခောက်တွေကိုလည်းချစ်ပေးရပါမယ်။ပြီးရင်တော့ဒေအိုးထဲမှာရေထည့်ပြီးတော့ပြုတ်ပါတယ်မနှီအောင်လို့ဂျင်းပပလှီးထားတာလေးထည့်ပါတယ်နည်းနည်းလေးအမြင့်လေးတွေပါထည့်လိုက်ပါတယ်ရေခမ်းသွားပြီဆိုရင်ခွက်တစ်ခုတည်းကိုဆယ်ယူထားပြီးတော့အခောက်လေးတွေကိုအရသာဝင်အောင်လို့ခရင်လေးနဲ့ထိုးပေးရပါတယ်ပြီးရင်ဂျင်းနဲ့ကြက်သွန်ဖြူထောင်းထားတဲ့အရည်လေးကိုညှစ်ပြီးတော့ထည့်လိုက်ပါတယ်ရတာအတွက်စားထည့်ပါတယ်ဟင်းရွက်မုံထည့်ပါတယ်ချုံမုံစားတို့ဟင်းရွက်မုံထည့်ပါတယ်တကြားထည့်ပါတယ်ပိငင်ပြားကြီးထည့်ပါတယ်ငရုတ်ကောင်းထည့်ပါတယ်ပြီးရင်တော့ရတာဒီဝက်သားတွေကိုစိတ်ဝင်သွားအောင်လို့နေပြီးတော့တနာရီလောက်နှက်ထားပေးရပါတယ်ခုဆိုရင်သုံးသက်သားလေးစကြော်ပါပြီဒေအိုးထဲမှာစီထည့်ပြီးတော့စီပူလာပြီဆိုရင်ခုနနေထားတယ်နှက်ထားတယ်သုံးသက်သားလေးတွေထည့်လိုက်ပါတယ်တစ်ဖက်ကျက်သွားပြီဆိုရင်တော့နောက်တစ်ဖက်ကိုလှန်ပေးရပါတယ်သုံးသက်သားကြော်လေးရပြီဆိုရင်တော့ပကံများတဲ့ထည့်ပြီးတော့အရန်သင်းစားဖို့ကက်ကြီးလေးနဲ့ကိုက်ပေးရပါမယ်ခုဆိုရင်စားကျင်စပွဲကောင်းလာတယ်သုံးသက်သားကြော်လေးရပါပြီနော်